ဓမ္မပရိသတ်တွေအားလုံးမင်္ဂလာပါဘဝတွေကဓမ္မများဆိုတဲ့ထိုဘဝတွေမှာရရှိခဲ့တဲ့ဘဝအတွေ့အကြုံဓမ္မသင်ခန်းစာတွေကိုအားလုံးဓမ္မတန်ဝေကဖြစ်ပါစေခြင်းအကျိုးငါပြန်လည်မျှဝေလာခဲ့တာဒီတစ်ပတ်အပိုင်း49ကိုရောက်ရှိလာပါပြီအဲဒီတစ်ပတ်မှာမျှဝေခြင်းနဲ့အကြောင်းအရာတစ်ခုကတော့ကိုယ်အလုပ်တာကိုယ်လုပ်ပါလို့ဒီလိုကောင်းစီတိုက်တယ်လေးပေးပြီးတော့ဓမ္မတန်ဝေကအသိဉာဏ်လေးတစ်ခုမျှဝေခြင်းပါတယ်အဲ့တော့လောကမှာလူရလို့ဖြစ်လာရင်ကိုယ်လုပ်ရမယ့်အလုပ်တွေကိုကြည့်ရှိကြပါတယ်အဲ့တော့များသောအားဖြင့်လူတော်တော်များများကကိုယ်လုပ်ရမယ့်အလုပ်ကိုမေ့ပြီးတော့မှသူများရဲ့အလုပ်တွေကိုလိုက်ပြီးတော့မှ judgment အလုပ်ဝေဖန်ဒါမျိုးတွေလည်းကြုံရတတ်ပါတယ်အဲ့တော့ကိုယ့်အလုပ်ကိုလုပ်တတ်ဖို့ကအင်မတန်မှအရေးကြီးပါတယ်လောကမှာနေ့စဉ်နေ့တိုင်းဦးဇင်းတို့ဓမ္မမိတ်ဆွေပေါင်းတော်ကောင်းတွေလုပ်ရမယ့်လောက်က3ခုပဲရှိပါတယ်ကိုယ်နဲ့ပြုလုပ်ရမယ့်ကာယကံအလုပ်နှုတ်နဲ့ပြောရမယ့်ဝစီကံအလုပ်စိတ်နဲ့ကြံတွေ့ရမယ့်မနောကံအလုပ်ဆိုပြီးတော့အလုပ်3ခုရှိပါတယ်ဆိုတော့ဒီအလုပ်3ခုဟာမလုပ်ချင်လဲလုပ်ရပါလိမ့်မယ်လုပ်ချင်လဲလုပ်ရပါလိမ့်မယ်အဲ့လိုအလုပ်လုပ်တဲ့အခါမှာတစ်ခါမှာကိုယ်လုပ်နေတဲ့အလုပ်ကိုအနှောက်အယှက်ဖြစ်စေမဲ့ယတနာဖြစ်စေမဲ့အရာမျိုးတွေလည်းဘဝမှာကြုံတွေ့ရတတ်ပါတယ်နှလုံးပွင့်တာနဲ့ကိုယ့်ရဲ့ကာယကံအလုပ်ကိုကောင်းမွန်စွာစတင်နိုင်ဖို့အရေးကြီးပါတယ်အဲ့လိုပဲကိုယ့်ရဲ့နှုတ်ကထွက်လာတဲ့ဝစီကံနေ့စဉ်နေ့တိုင်းပြောဆိုရတဲ့စကားတွေမှာလည်းကောင်းမွန်တဲ့အလုပ်ဖြစ်ဖို့လိုပါတယ်ဒါရင်လားဆိုတော့မဟုတ်ပါဘူးကိုယ်စိတ်ထဲမှာလူမသိသူမသိဖြစ်နေတဲ့မနောကံလို့ဆိုတဲ့စိတ်အတွေ့အကြုံတွေလည်းတန်ရှင်းစင်ကြယ်ဖို့လိုပါတယ်ဒါနဲ့ဆက်လို့ငယ်ကဖတ်ခဲ့မှုတဲ့ပုံမြင်လေးတစ်ပုဒ်အကြောင်းကိုသတိရမိပါတယ်ဒါတော့ကရသေးကြီးတစ်ပါးကမြကန်းစက်မှာရေချိုးချိန်သွားတဲ့အချိန်မှာရေချိုးကန်ဒီမှာကမိကောက်လေးတစ်ကောင်ဟာဒုတ်ချောင်းလေးတစ်ချောင်းကိုဖတ်တွဲပြီးရေထဲမှာမျောပြီးပါလာအသေးကြီးကတွေ့တဲ့အခါငါကဲဦးမှာပဲမကဲရင်တော့သူ့အတလေးတော့တေချာတော့မှာပဲလို့စိတ်ထဲမှာတွေးပြီးတော့ကမိကောက်လေးကိုလက်ကလေးနဲ့ဆယ်လိုက်ပါတယ်အဲ့လိုဆယ်တဲ့အချိန်မှာကမိကောက်ကဘာလုပ်တော့လို့မေးရင်ရသေးကြီးကိုသူ့ရဲ့အမီးနဲ့အားနဲ့မှန်နဲ့ထိုးချလိုက်ပါတယ်ထိုးခါမှာရသေးကြီးကလည်းကမိကောက်ကိုလွှတ်ချလိုက်တယ်ဆော့ဆော့ဒုံနဲ့ရှိတဲ့အပြင်အခုဒုံမရှိတော့တဲ့အခါကမိကောက်ကရေထဲမှာဒုက္ခရောက်သွားကြပြန်တယ်ဒီလိုနဲ့ရသေးကြီးရဲ့တစ်ခါနောက်တစ်ချိန်ဒုက္ခရောက်တော့မှပဲလို့ပြန်ဆဲကမိကောက်ကလည်းသူ့ကိုလာကန်လိုက်တာနဲ့အမီးနဲ့ပြန်ထိုးလိုက်ဆဲလိုက်နဲ့ဒီလို3-5ခါလောက်လုပ်ပြီးတဲ့အခါမှာရသေးကမိကောက်ဟာလည်းကုန်းပေါ်ရောက်သွားပါတယ်အသက်ဘေးမှာလွတ်သွားပါအဲ့ဒီမြင်ကွင်းကိုဘေးနားကရေလာခတ်ဖို့ကြည့်နေတဲ့လူတစ်ယောက်ကရသေးကြီးကိုမြင်တဲ့အခါလက်ဦးလေးချီပြီးရှောက်ပါတယ်ရှင်ရသေးကိုယ်ကိုဒီလောက်ထိဒုက္ခပေးပြီးတော့အမင်းနဲ့ထိုးနေအခက်မသိအသက်သေးသေးနိုင်တဲ့ဒီလိုကောင်မျိုးကိုဘာလို့ကင်နေတာလဲသူ့အတူသေးသေးကြီးပြစ်ထားလိုက်ပြီးတာပေါ့လို့တကားကတာမန်တွေးပြီးပြောပါတယ်ရသေးကြီးကတကားကမိကောက်တို့ရဲ့သဘောကသူ့အလုပ်ကသူတို့ဘာကိုထိုးဖို့ပဲရှိတယ်ငါရဲ့အလုပ်ကတော့ငါရဲ့နေ့စဉ်ဘဝမှာကောင်းမွန်တဲ့အလုပ်လုပ်ဖို့အတွက်တရားတွေကိုကယ်တင်ရမယ့်အလုပ်ဆိုတာရှိတယ်အဲ့တော့သူလည်းသူ့လုပ်တာငါလည်းအသက်ကယ်ခြင်းဆိုတဲ့အလုပ်တွေကိုပဲလုပ်တာပဲလို့ပြောရသေးကြီးကကျောင်းတင်နေကိုပြန်ကြွသွားပါတယ်ဆိုတော့ဒီပုံမြင်လေးကိုစဉ်းစားကြည့်ရင်ဦးဇင်းတို့နေ့စဉ်ဘဝမှာလည်းကိုလူမကောင်းလို့ဒီလူမကောင်းလို့သူမကောင်းလို့ကိုမကောင်းရတာပါသူရိုင်းလို့ကိုရိုင်းရတာပါရောင်းသူပဲသူအတန်တူပေါ့ဆိုတဲ့စင်ချီစကလုံးတွေနဲ့ဖြတ်တန်းနေမယ်အစားအတင်းပြောတဲ့သူကအတင်းပြောမှာပဲပြဿနာရှာမှစိတ်ချမ်းသာတဲ့ပုဂ္ဂိုလ်ကပြဿနာရှာမှာဘာဖြစ်လို့သူ့အလုပ်ကိုအဲ့တော့ဦးဇင်းတို့ဓမ္မမိတ်ဆွေပေါင်းတော်ကောင်းတွေအနေနဲ့ကိုယ့်အလုပ်ကိုလုပ်ဖို့လိုတယ်အဲ့တော့ကိုယ့်အလုပ်ဆိုတာဘာလဲခုနကပြောခဲ့တဲ့ကာယကံဝစီကံမနောကံဆိုတဲ့ဒီကံ3ပါးလုံးမှာ
ကိုကြောင့်သူတော်ဘာမထိခိုက်မနစ်နာအောင်ကိုကြောင့်သူတော်ဘာစိတ်ဆင်းရဲမှုမဖြစ်အောင်ကိုအလုပ်ကိုတောင်းဝင်ကိုခြေပြမှုလိုပါတယ်မိဘအလုပ်လုပ်ရမယ်သားသမီးအလုပ်လုပ်ရဆရာအလုပ်လုပ်ရမယ်တပည့်အလုပ်လုပ်ရအဲ့တော့ကိုအလုပ်ကိုသာကိုလုပ်ပြီးတော့မိမိတို့တိုက်ခိုက်တဲ့သူတွေဝေဖန်တဲ့သူတွေအတင်းချင်းပြောတဲ့သူတွေအပုတ်ချတဲ့သူတွေကလည်းသူတို့အလုပ်သူတို့လုပ်နေတာပါလားလို့ဒီလိုတွေးလိုက်ရင်မိရဲ့စိတ်ထဲမှာမကျင်တဲ့ဒေါသတွေမခံမြင်နိုင်ဖြစ်တဲ့အရာတွေဘုံတီးမှုတွေဒါတွေဟာအလိုလိုပျော်သွားပါလိမ့်မယ်ဒါလေးကိုကောင်းတာလေးလုပ်မယ်ကြရင်ကိုယ်ကိုလာပြီးတော့လောင်ပြောင်တဲ့သူတွေတိုက်ခိုက်တဲ့သူတွေတွေ့ကောင်းတွေ့လိမ့်မယ်အဲ့လိုတွေ့တဲ့အခါမှာမိတို့ကစိတ်ပြတ်မသွားပဲလက်မလျှော့သွားပဲနဲ့စိတ်ပြတ်လက်ပြတ်မဖြစ်သွားပဲနဲ့ကိုလှုပ်ဆက်ရှိတဲ့အလုပ်ကိုဖြောင်းဖြောင်းမှန်မှန်နဲ့ကောင်းကောင်းမွန်မွန်စူးစမ်းလုပ်ကင်ဖို့လိုပါတယ်အဲ့တော့သူတို့လည်းသူတို့လုပ်ပါလိမ့်မယ်ကိုလည်းကိုလုပ်နိုင်အောင်စူးစမ်းဖို့လိုပါတယ်ဒါပေမဲ့ကိုအလုပ်ကိုသိပြီးတော့ပတ်ဝန်းကျင်မှာကီမီကောလိုကောင်းနေလည်းတွေ့ရပါလိမ့်မယ်ကန့်လန့်သွားတဲ့သူတွေလည်းတွေ့ရပါလိမ့်မယ်ဆန်းကျင်မဲ့လုပ်တဲ့သူတွေလည်းတွေ့ရပါလိမ့်ဘလို့တွေ့မြင်ရမှာကတော့ကိုလို့ရမှာပါလားလို့သိရှိနားလည်ပြီးတော့ကိုယ့်လုပ်ကိုကောင်းမွန်စွာစတင်လုပ်ကိုင်နိုင်တဲ့သူတော်ကောင်းတွေဖြစ်နိုင်ကြပါစေ